ကျောင်းသားတွေအားလုံးကိုအခုကလည်းဒုတိယနေ့ဖတ်မှတ်ကြည့်ကြပါဦးခင်ဗျာ Hello, I would like to introduce myself first. My name is Kainsachi Dwe and I'm from UCMS Mayango. I feel very proud and overwhelmed about all the achievements I have accomplished along my UCMS journey. One of the biggest highlights was receiving an 100% scholarship from UCMS Myanmar to compete in the international competition held in India in 2024. Not only that, I was also honored to win a grand champion in the flashcard competition among participants from 35 countries. I was also able to win the World Cup Silver Award representing my country along with my teammates. I was also able to achieve many champion and grand champion awards in the 2023 and 2024 national competition. These achievements make me truly proud of my mental math skills, and these also made me believe that through hard work and dedication, anything is possible. Thank you. တန်းနေမယ်နောက်ခန့်ကိုပါဒါကတော့ UCMS ကို level 10ဒီနေ့ပြီးရပါခင်ဗျဒါကတော့အထီးတက်နိုင်အောင်ဒါကကြတော့တာ level 6 7လောက်မှာပထမဆုံးnational ပြိုင်ပွဲမှာပထမဆုံး grand champion ရတော့ဒါကနေစပြီးတော့တက်ချင်လာတာအဲ့တော့ဒါဆရာမကိုမေးကြည့်တော့ international ပြိုင်ပွဲရှိတော့ဒါပို့ပြီးတော့တက်ချင်လာပါတယ်အဲ့တော့ဒါကနေဆရာမဒါလည်းဆရာမလည်းလေ့ကျင့်မယ်ဒါလည်းတက်အဲ့ကြောင့်ဒါဒီ level 10ဒီပြီးခဲ့ရပါ level 10ကိုလည်း degree အောင်နိုင်ကောင်းကောင်းနဲ့အောင်ခဲ့ပါတယ်ဒီ level 10ဒီတားတယောက်တည်းမဖြစ်နိုင်ပါဆရာမရှိမှလည်းဖြစ်နိုင်ပါပါခင်ဗျအဲ့ဒါprivate ကိုများများလုပ်ပေါ့ဆက်တယောက်တည်းကောင်းမှုမဟုတ် private ကောင်းမှုလည်းလိုရယ်ဆရာမလည်းတေချာလေ့ကျင့်မှုလည်းလို။အားနမေကတော့မောင်အေးချမ်းပိုင်ပြုတ်ဖြစ်ပါတယ်။ဒါကတော့ Manly Brush မှာ UCMS program ကိုပြီးဆုံးသွားပါတယ်ပေါ့နော်။ UCMS program ကိုသင်ကြားရခြင်းရဲ့အကျိုးကျေးဇူးကတော့အာရုံစူးစိုက်မှုအားကောင်းလာခြင်းနဲ့မညာအားကောင်းလာခြင်းပေါ့နော်။ဆိုတော့ UCMS program ကမိမိရဲ့အတွေးခေါ်တွေကိုမြင့်တင်ပေးရပေါ့နော်။ပြီးတော့လူနေမှုဘဝမှာငွေရေးကြေးရေးတွေပြီးတော့ငွေရေးကြေးရေးတွေအကြောင်းကmath issues ပေါ့နော်။သင်ချာ solving တွေအဲ့လိုမျိုးတွေကိုဖြည့်ရှင်းရတွေမှာလည်း UCMS program ကအရန်ကိုအရေးပါပါတယ်။နားထောင်မှုနဲ့စွမ်းရည်တွေကိုတိုးတက်စေပါတယ်ပေါ့နော်။နောက်တစ်ချက်ကနားထောင်မှုတွေအားကြတော့ mentally ပေါ့နော်။ mental ပေါ့နော် mental listening လိုမျိုး practice တွေလုပ်တဲ့အတွက်နားထောင်မှုစွမ်းရည်တွေကိုမြင့်တင်ပေးပါတယ်။ဟုတ် practice ကိုများများလုပ်ပေါ့နော်။တင်နဲ့တင်ကြားတဲ့ဆရာမတွေအပေါ်ကိုအာရုံစိုက်မှုရှိပြီးတော့ဆက်လက်လေ့လာပါလို့ပြောချင်ပါတယ်။ကျေးဇူးပါ။ တမီးနာမည်ရမြရှိဖြစ်ပါတယ်UCMS တက်တဲ့အကြောင်းကျွန်တော်ဆိုလို့ရှိရင်တင်ချရပိုင်းမှာဆိုရင်တွေ့တဲ့အကြောင်းတင်ချရပိုင်းတွေ့တဲ့အခါမှာဆိုလည်းအများကြီးထောက်ကူဖြစ်တယ်ရှားသူတွေထက်လည်းပို့ပြီးတော့မြင်မြင်စလဲနဲ့တွက်ချက်နိုင်တယ်ပြီးတော့အဲ့လိုဈေးဝယ်နေရာတွေမှာဆိုရင်လည်းပို့ပြီးတော့အများကြီးထောက်ကူဖြစ်တယ်အဲ့ပြီးတော့ habits အနေနဲ့ဆိုလို့ရှိရင်ကျတော့အဲ့လိုတခုတယောက်ကတခုတင်ချပြီးအဲ့လိုဈေးနှုန်းတွေပြင်နေတဲ့အခါမှာဆိုလည်းအမြဲအဲ့လိုခေါင်းထဲမှာတန်းတန်းနဲ့အဲ့လိုဖြစ်တယ်ပြီးတော့စာရွက်ကြက်တဲ့အခါမှာဆိုရင်လည်းခဏရည်နဲ့တန်းပြီးတော့ရသွားတယ်ပို့ပြီးတော့အုံနောက်ကဖွင့်ပြမှုအားကောင်းလာတယ်အဲ့ပြီးတော့အဲ့လို UCMS မှာဆို listening တွေပါတယ်လုပ်တဲ့အခါမှာကြာလို့ရှိရင်အဲ့လိုပို့ပြီးတော့အားဆိုင်မှုအားကောင်းလာပြီးတော့တယောက်ကအကြောင်းအရာတစ်ခုကိုအဲ့လိုcomplex direction instruction တွေပါတခုပြောရတဲ့အခါမှာဆိုလည်းတစ်ခေါက်ထိန်းနဲ့ကိုတိတိကျကျပို့ပြီးတော့မှတ်မိတယ်UCMS ကအဲ့လိုမျိုးအားလုံးတက်လည်းထောက်ကူဖြစ်တယ်အဲ့လိုနေတဲ့ကလေးတွေဆိုလို့ရှိရင်ပို့ပြီးတော့အုံနောက်ကို
ဖွံ့ဖြိုးနေစေအချိန်ကာလဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အုံနောက်တွေကိုဖွံ့ဖြိုးဖို့မြန်ဆန်လာစေအဲ့တော့ငယ်ငယ်လေးကနေ UCMS ကိုတက်ရှိတယ် So I'm Toto Han from Migalayo branch, and to all the teachers and parents who's been supporting me for the whole journey, I want to thank to them for being with me and being supportive. And with their especially to the teachers, with their patience and the time I've successfully graduated from UCMS. And I have to thank my parents for giving me courage to continue attending the UCMS. And now I finish it. So to all the people who supported me and for their time and for their courage and motivation, I want to thank them. To all the juniors that are still learning, they're still learning. I want to tell them to continue it and to never give up, because at the end you'll get this reward and it will be very memorable to you guys. So please never give up and fighting. ကျွန်တော်နာမည်ကတော့မောင်ကောင်းခတ်တော်ပါခုလက်ရှိတော့ grade 11တော့ဒီ UCMS တောင်တွင်းကြီးကိုစတက်တာတော့ကျွန်တော် grade 5 စနစ်1 grade 6လို့ပြောရင်တော့မှန်ပါတယ်ကျွန်တော်ဒီမှာစတက်တဲ့ချိန်ပထမဆုံးကြုံတွေ့ရတဲ့ခက်ခဲကတော့ကျွန်တော်အတက်ပါပဲဒီ UCMS တောင်တွင်းကြီးမှာအတက်12နှစ်ထိပဲလက်ခံပါတယ်ဘာလို့ဆိုအောက်နောက်ဖွံ့ဖြိုးမှုကြောင့်ပါအဲကျွန်တော်အတက်ကစတက်တဲ့ချိန်မှာ17ဆိုတော့ပြီးတော့နောက်ထပ်အခက်ခဲတစ်ခုထက်ရှိရတော့ကျွန်တော်အတက်ကြီးပြီအတန်းကြီးလာတော့စာအများကြီးပို့တော့ပါတယ်ဒီ UCMS တောင်တွင်းကြီးကိုအာရုံစိုက်ဖို့အတွက်ရမ်းမလွယ်ကူပါဘူးဒါပေမဲ့ကျွန်တော်မိဘရဲ့ teacher ရဲ့ပြီးတော့ဒီ UCMS တောင်တွင်းကြီးရဲ့ founder ဆရာဦးကျော်ဝင်းလက်ကအဆင်ပြေအောင်အချိန်နဲ့မြန်ညှိပေးတယ်တဖြည်းဖြည်းနဲ့ online ကနေတင်တာတွေပါကူညီပေးတယ်အဲ့အတွက်ကြောင့်အပြဿနာကတော့ကျွန်တော်ဖြေရှင်းနိုင်ခဲ့ပါတယ်ဒုတိယပြဿနာတစ်ခုအနေနဲ့ကျွန်တော်နေရာနဲ့ UCMS တောင်တွင်းကြီးနဲ့ကနည်းနည်းလှမ်းပါတယ်ကျွန်တော်တွားလိုက်ပြဿနာတွေရှိပါတယ်အဲ့တော့လည်းကျွန်တော်မိဘတွေကလုံမားတဲ့ကြားကျွန်တော်ကိုကူညီပေးလို့ကျွန်တော်အဲ့ပြဿနာကိုတော့ရင်ဆိုင်နိုင်ပါတယ်နောက်တော့ကျွန်တော်ကဘာဖလားအတွက်ဇရွေးစင်မှာပါရတဲ့အချိန်မှာကျွန်တော်နေရာနေလာတက်ဖို့အတွက်ကနေတိုင်းလာတက်ဖို့အတွက်စမပြေပါဘူးအဲ့တော့ကျွန်တော်တောင်တွင်းမြို့ပေါ်ကိုပြောင်းလာပါတယ်တောင်တွင်းမြို့ပေါ်မှာကျွန်တော်မိဘတော့အလောက်ကဇာတိမှမလို့တောင်တွင်းမြို့ပေါ်ထိလိုက်ပြီးပြောင်းလာမနေနိုင်ပါဘူးအဲ့တော့ကျွန်တော်တောင်တွင်းမြို့ပေါ်မှာတယောက်တည်းနေပြီးတော့ UCMS တောင်တွင်းကြီးလည်းတက်ရပါတယ်အကြောင်းပြောင်းလာတဲ့အတွက်ကြောင့်အခက်ခဲရတော့အဲ့ဒီနေရာမှာနေတာမကြရဘူးလို့ကျွန်တော်ဒီဘက်ကျွန်တော် teacher ပြီးတော့ကျွန်တော်မိဘရဲ့ပြီးတော့ကျောင်းရဲ့ founder ဆရာဦးကျော်ဝင်းလက်ကအများကြီးကူညီပေးလို့ကျွန်တော်ခုချိန်ထိဖြတ်တန်းလာနိုင်ခဲ့ရပါကျောင်းတက်နေစဉ်အတွင်းကတော့ကျွန်တော်တို့တနေ့ကိုဒီကတင်တန်းချိန်က2နာရီတနာရီပြီးတဲ့အချိန်မှာ break time ပြီးတဲ့အချိန်မှာကျွန်တော်တို့ကအရန်ဆော့တယ်ကျွန်တော်ငငယ်ဟောပါပေါ့အရန်ဆော့ပြီးတော့ teacher က live ပြောရတယ်ပြီးတော့တစ်ခါလေးပုံမှာပုံနေရဲအဲ့လိုမှတ်တရလေးပါပဲစူးစမ်းပါဒီ UCMS တောင်တွင်းကြီးရဲ့အနာဂတ်ဒီကလေးတွေပုံမှာမူတည်နေပါညီငယ်လေးညီမလေးစူးစမ်းကြပါ